အားလုံးပဲမင်္ဂလာပါခင်ဗျဒီကနေ့ဒီဗီဒီယိုလေးမှာတော့ Facebook ကိုနေပြီးတော့ကျွန်တော်တို့ပတ်စံရလို့ရှိရင်ပတ်စံထုတ်လို့ရတဲ့ Payout Account for Fit နည်းကိုကျွန်တော်ဒီဗီဒီယိုလေးမှာလူကြည့်မဲ့လို့မျှဝေပေးသွားမှာဖြစ်ပါတယ် Facebook page ထဲရောက်သွားလို့ရှိရင် monetization ကိုနှိပ်ပြီးတော့ overview ကနေပြီးတော့ set Payout Account ကိုကျွန်တော်တို့ဖြည့်ရမှာဖြစ်ပါတယ်အပေါ်မှာကျတော့ကျွန်တော်ရဲ့ first name ရေးပြီးတော့အောက်မှာကျတော့ကျွန်တော်နာမည်အပြည့်စုံရေးရမှာဖြစ်ပါတယ်ခင်ဗျပြီးရင် next ကိုနေမယ်ဒီနေရာမှာကျတော့ကျွန်တော်ရောက်ရှိနေတဲ့နိုင်ငံရဲ့ region ရေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျတော့ကျွန်တော်အိမ်လိပ်စာဖြစ်ပါတယ်ခင်ဗျပြီးရင်ဒီနေရာမှာအမှန်ချစ်ပေးပြီးတော့ကျွန်တော် next ကိုနေရမှာဖြစ်ပါတယ်ခင်ဗျဒီနေရာမှာလည်းကျွန်တော်အိမ်လိပ်စာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီနေရာမှာကျတော့ကျွန်တော်က bank account နဲ့မချိန်ပဲနဲ့ PayPal account နဲ့ချိန်မှာဖြစ်ပါတယ်ခင်ဗျပြီး confirm payout method ကိုနေပြီးတော့ test information ဖြစ်ရမှာဖြစ်ပါတယ်ခင်ဗျ continue နဲ့လည်းမယ်ဒီနေရာမှာကျတော့ကျွန်တော် US နိုင်ငံမှာနေထိုင်သူမဟုတ်တဲ့အတွက် no ကိုရွေးပြီးတော့ publish foundation ရွေးပေးရမှာဖြစ်ပါတယ်ခင်ဗျနံပါတ်1မှာကျတော့ကျွန်တော်ရောက်ရှိနေတဲ့နိုင်ငံကိုကျွန်တော်ရွေးပေးရမှာဖြစ်ပါတယ်နံပါတ်2မှာကျတော့ကျွန်တော်နာမည်အပြည့်စုံကျွန်တော်ရေးပေးရမှာဖြစ်ပါတယ်နံပါတ်3မှာကျတော့ကျွန်တော်ရောက်ရှိနေတဲ့နိုင်ငံရဲ့ test ID နံပါတ်ကိုကျွန်တော်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျဂျပန်မှာဆိုရင် my number cat ဖြစ်ပါတယ်ခင်ဗျဒီနေရာမှာလည်းလူကြီးမင်းတို့ရောက်ရှိနေတဲ့နိုင်ငံကိုကျွန်တော်ရွေးပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်နာမည်အပြည့်စုံရေးပေးပြီးတော့အပေါ်မှာအမှန်ချစ်ပေးပြီးတော့ကျွန်တော် next ကိုဆက်သွားမှာဖြစ်ပါတယ်ခင်ဗျFacebook ကိုဒီပတ်စံထုတ်ဖို့အတွက်ကို Payout Account ကိုကျွန်တော်တို့ဖြည့်လို့ပြီးရဖြစ်ပါတယ်ဗီဒီယိုအစအဆုံးကိုကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ